ဆိုတော့ကိုရီးယားကိုလာဖို့ဆိုလို့ရှိရင်ပညာရေးချင်းဘယ်လောက်ထိတက်တာတင်လဲ10တန်းအောင်မလားပွဲရမှာလားပြီးတော့အဲ့ဒီပညာရေးချင်းပေါ်မူတည်ပြီးတော့ဒီကျောင်းလျှောက်တဲ့အခါမှာအခွင့်အရေးကွာဝါနိုင်လားဗောနော် language နဲ့လာမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးအထက်တန်းပေါ့နော်အရင်တော့ဆို10တန်းအခုဆို10တန်းတိရှိတယ်နော်အထက်တန်းတော့တခြားတော့အောင်ရမယ်ကိုရီးယားကိုကျောင်းနဲ့လာဖို့ပြင်ဆင်ရတဲ့အထက်မှာဗောနော်ဒီဘယ်ဘားရအခက်အခဲဆုံးဖြစ်မယ်လို့မထက်အနေနဲ့မြင်လဲဗောနော်အဓိကတော့ကျောင်းသားတွေကဒီဘက်က semester intake တွေတိတ်မသိကြဘူး language ဆိုလို့ရှိရင် semester တစ်နှစ်ကိုဘယ်နှချိန်ခေါ်တာလဲဘယ်ချိန်တောင်းမယ်ဆိုလို့ရှိရင်ဘယ်ချိန်စပြီးပြင်ဆင်ရမယ်ဆိုတာမသိရမှရှိပါတော့ကျောင်းသားကိုယ်တိုင်လိုက်ပြီးတော့မလေ့လာဘဲနဲ့ဆိုလို့ရှိရင်တော့ဒါဟိုဟာတိတ်ပြီးအဆင်ပြေဝင်တယ်အောင်မေးကောင်ကကြာတော့ဒီကိုရီးယားကိုဗောနော်လာဖို့ဒီကျောင်းဗီဇာလျှောက်တဲ့အချိန်မှာဒီဗီဇာရဖို့လွယ်တဲ့ကျောင်းတွေတောင်းမဟုတ်မြို့နယ်တွေရှိတာဗောနော်ချို့ကြတော့လည်း10တန်းအောင်ရုံလေးပဲအောင်တယ်အမှတ်280လောက်နဲ့ကိုရီးယားရောက်လာတဲ့သူတွေရှိရပါတော့အဲ့လိုမျိုးကြတော့လည်းအဲ့လိုမှနေတော့ဟိုဆိုးကနာမည်ကြီးကျောင်းလို့ဘာလို့မလဲ language တက်လို့မရအောင်အဲ့တော့ကွာနေဘက်မှာဝင်ရတယ်လွယ်တဲ့ကျောင်းတွေအဆင်ပြေကျောင်းတွေကိုရွေးရတယ်ဒါတွေကလည်း agency ကပို့ပြီးတော့အသေးစိတ်ပို့တည်အောင်နော်ဘယ်ကျောင်းဆိုလို့ရှိရင်ဝင်ရတယ်ဘယ်တော့အမှတ်ပဲဖြစ်ဖြစ်ကန့်တတ်ချက်မရှိဘူးဆိုတဲ့ကျောင်းတွေကိုရှာပြီးတော့တက်သွားလို့ရပါတော့ Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကိုရီးယားကိုကျောင်းနဲ့လာဖို့ဆိုလို့ရှိရင်ဘာတွေလိုအပ်မလဲဘာတွေပြင်ဆင်ထားရမလဲဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်မေးမြန်းသွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီကိုရီးယားမှာရောက်နေပြီးသားလည်းဖြစ်တယ်ကိုရီးယားနဲ့ပတ်သက်ပြီးတော့တည်နေထိုက်တဲ့ knowledge sharing တွေလုပ်ပြီးနေတယ်ဒီ Hosan blog ပိုင်းတက်တဲ့ PR မထက်ကိုဖိတ်ခေါ်ထားပါတယ်ဟုတ်မင်္ဂလာပါမထက်ဟုတ်မင်္ဂလာပါရှင်ဟုတ်ဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီကိုရီးယားကိုကျောင်းနဲ့လာဖို့ဆိုလို့ရှိရင်ပေါ့နော် step by step တစ်ဆင့်ချင်းစီဘာတွေပြင်ဆင်ထားဖို့လိုအပ်မလဲဘာပြီးဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေကိုအကြံပြအနေနဲ့ပေါ့နော်အားလုံးသိသွားအောင်အရင်ဆုံးပြောပြပေးသေးချင်ပါတယ်ဗျဟုတ်ကဲ့ကိုရီးယားကိုကျောင်းနဲ့လာမယ်ဆိုလို့ရှိရင်တော့အရင်ကlanguage နဲ့လည်းလာလို့ရတယ်ပြီးခါကျတော့ university track လာလို့ရတယ်ပြီးတော့မြန်မာမှာဘွဲရထားတဲ့သူတွေဆိုလို့ရှိရင်တော့ master နဲ့လာလို့ရတယ်ပေါ့နော်ဒါပေမဲ့ language နဲ့လာမယ်ဆိုလို့ရှိရင်တော့အရင်ဆုံးတချို့ရတော့ language တင်မယ် language မတက်ထားရင်ရတယ်လို့ထင်ကြပါတော့ဒါပေမဲ့တချို့ကဒီရောက်ပြီးရတဲ့ပတ်တိုင်းလေးလုပ်ချင်ကြတယ်အဲ့ခါကျတော့အရင်ဆုံးမြန်မာမှာကိုရီးယားစာ level 3လောက်ထိတင်ပြီးတော့မှtopic certificate တွေမရှိနေမှာเนาะမြန်မာမှာအဲ့လိုနည်းနည်းတင်ထားပြီးတော့မှဒီရောက်မယ်ဆိုလို့ရှိရင်တော့အကောင်ကဟိုအချိန်မိုက်လောက်တာတွေရောအကြောင်းမှာစောက်လိုက်တာတွေပါတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါเนาะuniversity လာမယ်ဆိုလို့ရှိရင်တော့သူက topic က level 4အထက်လောက်နဲ့ရှိထားမှာအဆင်ပြေမယ်အရင်တော့ university တော်များများတော့ topic 3လောက်ဆိုလို့ရှိရင်ဝင်ရကြရပါတော့ဒါပေမဲ့ topic 4လောက်ရှိထားမှသူက scholarship လည်းမှန်လို့ရမယ်ပြေခါကြတော့အကြောင်းစာလိုက်တဲ့ခါမှာလည်းလောက်ဆိုလို့ရှိရင်ကိုကအကြောင်းစာလည်းလိုက်နိုင်မယ်ပေါ့နော် master ကျတော့လေ topic 4အထက်ပေါ့ဒါပေမဲ့နောက်ပိုင်းကျတော့ master တွေကကျတော့ topic မလို့ပဲနဲ့အဲ့လိုမျိုးတက်လို့ရတဲ့ master ကျောင်းရရှိတဲ့ခါကျတော့ဒါတွေကတော့ကျောင်းပေါ်လိုက်ပြီးတော့ agency နဲ့ဟိုလိုပေါ့ညှိလို့ရပါတော့ဒါပေမဲ့အဓိကတော့ topic လည်းလိုပါတယ်စာရွက်စာတမ်းတွေကျတော့တော်တော်များများလည်း online မှာ Facebook ဒီမှာတင်ထားရပါညာရှိပါတော့အရင်ဆုံး passport ပေါ့ passport မဖြစ်မနေလိုပါဘောနိုင်ငံသားထွက်မယ်ဆိုတဲ့ခါကျတော့မထွက်ခင်တော့ passport တက်တန်း6လရှိလားမရှိလားအရင်ဆုံးစစ်ဆေးပေါ့နော်ပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေပညာရေးပတ်သက်တဲ့စာရွက်စာတမ်းတွေကလည်းဒီကျောင်းပုံမူတည်ပြီးတော့တချို့ဆို7တန်း9တန်း10တန်းအထိပေါ့နော်အဲ့လိုလိုတယ်တချို့ကျတော့လည်း10တန်းမှတ်စင်တော့လည်းလိုတယ်နေဘက်ကကျောင်းတွေကျတော့7တန်း9တန်းအမှတ်တွေကထုတ်လို့မရတာပါရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒါက agency နဲ့တိုင်ပင်ကြည့်ပေါ့အဲ့တော့ဟုတ်ကဲ့ပညာရေးနဲ့ဆိုင်တဲ့အမှတ်စင်းတွေလိုတယ်ဟိုပြီးတော့ဘွဲရထားတယ်ဆိုလို့ရှိရင်လည်းဘွဲရဲ့၄နှစ်စာဒီတက္ကသိုလ်၄နှစ်စာအမှတ်စင်းပြီးတော့ဘွဲလက်မှတ်ပေါ့နော်အဲ့ဒီဟာလည်းလိုတယ်အဲ့ဒါဆိုလို့ရှိရင် master ပဲချွင်းချွင်းကိုနောက်ထပ် bachelor ပဲတက်ပေါ့အဲ့လိုဆိုအဆင်ပြေပြီးတော့ညာတော့အပြင်အခက်ခဲရှိကြတာပိုက်ဆိုင်မှုပြတာပေါ့နော်ကိုရီးယားမှာကျောင်းတက်မယ်ဆိုလို့ရှိရင်တော့ language ဆိုလို့ရှိရင်သူက300 1သိန်း100ပေါ့နော်မြန်မာငွေနဲ့ဆိုလို့ရှိရင်သိန်း400ဝန်းကျင်ကျပ်သိန်း400ဝန်းကျင်ပြီးခါကျတော့ bachelor ဆိုလို့ရှိရင်1သိန်း200ဆိုသိန်း800ဝန်းကျင်ပေါ့နော်အဲ့ဒီဟာတွေလည်းပြရတယ်ကျောင်းပေါ်မူတည်ပြီးတော့လည်းတချို့ကျတော့လည်းဒီဟိုကျောင်းကိုပဲပြရတဲ့ဟာမျိုးလည်းရှိရယ်ချို့ကြတော့လည်းဗီဇာဝင်ရတဲ့ခါကျလို့ရှိရင်တန်ယုံထိပါအဲ့လိုမျိုးချူမန်နီပြရတဲ့ဟာမျိုးတွေရှိရပေါ့နော်ဒါတော့ဒါလည်း agency နဲ့တိုင်ပင်တင်တယ်ကိုကဘယ်ဒီ agency အလဲပေါ့စိတ်ချရတဲ့ agency နဲ့တိုင်ပင်တင်တယ်ပေါ့နော်ဟုတ်ကဲ့ကိုအဲ့တဲ့ agency ပေါ်မူတည်ပြီးတော့ဒီလောက်တာလေးလည်းကွာအောင်မယ်ကိုရှောက်တဲ့ပေါ့နော်ကျောင်းပေါ်မူတည်ပြီးတော့လည်းကွာဝါနိုင်တယ်ပေါ့ဟုတ်ကဲ့တချို့ကျောင်းတွေကြတော့လည်းအဲ့လိုပေါ့ ECU တွေဟိုဟာ Excellent University ရှိရပါတော့အဲ့ကျောင်းတွေကျောင်းကလည်းသူကကျောင်းဘက်ကဗီဇာပေးတဲ့ခါကျတော့ဒီတန်ယုံကိုရှိုးမန်နီပြဖို့မလိုဗီဇာဝင်မှုခါကျတော့အဲ့ကျောင်းကပို့ပြီးလွယ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်တခြားလေးပြပြပေးရအခြေတပါဆိုတော့
နောက်မေးခွန်းကကြတော့သူတို့ဗာမေးများလဲဆိုတော့ပေါ့နော်ဒီကိုရီးယားကိုကြောင်းနဲ့လာဖို့ဆိုလို့ရှိရင်ပညာရေးချင်းတတ်မှတ်ထားတာမျိုးရှိတယ်လို့ကျွန်တော်လည်းသိထားတယ်ပေါ့နော်ဆိုတော့ကိုရီးယားကိုလာဖို့ဆိုလို့ရှိရင်ပညာရေးချင်းဘယ်လောက်ထိတတ်ထားသင့်လဲ10တန်းအောင်မလားပွဲရမှာလားပြီးတော့အဲ့ဒီပညာရေးချင်းပေါ်မူတည်ပြီးတော့ဒီကြောင်းလျှောက်တဲ့အခါမှာအခွင့်အရေးကွာဝနိုင်လားပေါ့နော်အဲ့လိုလေးလည်းမေးထားပါတယ်ဗျဟုတ် language နဲ့လာမယ်ဆိုလို့ရှိရင်တော့အနည်းဆုံးအထက်တန်းပေါ့နော်အရင်တော့ဆို10တန်းအခုဆို10တန်းတိရှိတယ်နော်အထက်တန်းတော့တခြားပေါ့အောင်ရမယ်ပြီးခါအထက်တန်းအောင်ပြီးတော့တချို့ကျတော့ကျောင်းတက္ကသိုလ်တိုင်းနဲ့ကျောင်းနားတာတွေပါရှိရပါတော့အဲ့တော့အဲ့ကပ်ကြီးရမှာကိုကတင်နေထားလားပြီးခါကျတော့ဒီဘယ်လိုပြောမလဲအလုပ်တွေပါလောက်ထားလာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကပ်ကြီးရရဲ့ certificate တို့အလုပ်ထောက်ခံစာတို့အဲ့လိုမျိုးပြနိုင်လို့ရှိရင်လည်းရတာပေါ့နော်အဲ့တော့အထက်တန်းအမှတ်ပေါ်မှာမူတည်ပြီးတော့လေကျောင်းတွေရှောက်လို့ရတဲ့ကျောင်းတွေကွဲပြားသွားနိုင်တာပေါ့နော်ခုနပြောအမှတ်ပြောတဲ့ visa လွယ်တဲ့ ECU ဘာညာဆိုတာဟို visa လွယ်လွယ်ပေးရအောင်မဟုတ်ဘူးနော်ကျောင်းသားအမှတ်ကောင်းတဲ့သူမှတော်တဲ့ကလေးဆိုလို့ရှိရင်တော့ ECU ရတဲ့အတွက်ကြောင့်တော့သူက visa အဲ့လိုမျိုးဝင်ရတာအဆင်ပြေတဲ့အကြောင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့language နဲ့လာမယ်ဆိုလို့ရှိရင်အထက်တန်းတော့တခြားပေါက်အောင်မယ်အဲ့ university နဲ့လာမယ်ဆိုလို့ရှိရင်လည်းအထက်တန်းကတခြားအောင်မယ်အဲ့တော့ university နဲ့ဓာတ်ရိုက်လာမယ်ဆိုရင်ကျတော့သူက topic တွေပါရှိပြီးသားဖြစ်တဲ့ကြောင့်နော်ခုနပြောတော့ပဲထက်တန်းအောင်ရမယ်ဒီကျောင်းတက်ထားတယ်ဆိုလို့ရှိရင်လည်းဘယ်ရထိတက်ထားတယ်ပေါ့နော်စက္ကန့်ရနဲ့တက်ပြီးကျောင်းနားထားတဲ့သူလည်းရှိတယ်အဲ့လိုဆိုလို့ရှိရင်လည်းအဲ့အမှတ်ထိသွားတယ်အဲ့လိုမျိုးဟုတ်ကဲ့အဲ့ဆိုကိုနည်းပွားတော့ကွာသွားနိုင်ပေါ့နော်အများကြီးမဟုတ်ရင်တော့ပါပဲကိုရေပညာရေးချင်းမူတည်ပြီးတော့ကွာသွားတာလေးရှိနိုင်တယ်ပေါ့မာစတာတချို့ကြောင့်မာစတာတန်းတက်တယ်ဆိုရင်တက်30 40ဆိုလို့ဒီဘက်ကိုမာစတာတန်းကျွမ်းညာမြန်မာမှာအလုပ်လုပ်အဆင်မပြေဘူးဖာညာဆိုလို့အဲ့လိုတွေကြတော့သူကဘယ်လိုလဲဆိုတော့ဟို topic တော့ topic ပြင်ထားတယ်တချို့ topic လုံးဝမရှိဘူးအဲ့ခါကြောင့်ရှင်တော့ဟိုအော်ဘယ်လည်းမရှိဘူး e-visa လည်းရတဲ့အကြောင်းတွေရှိရပေါ့နော်ဒါပေမဲ့တို့ရဲ့တော့ဘာသာရေးယူလို့မရအောင်ဘာသာရေးကိုကြိုက်တဲ့ဘာသာရေးယူလို့မရအောင်ပါကိုရီးယားဟန်ကုတ်ကောဟက်ကွာကိုရီးယားဘာသာရေးပညာတို့အဲ့လိုမျိုးပဲနှစ်ဘာသာသုံးဘာသာလောက်ပဲယူလို့ရခါကြတယ်ကိုကိစ္စမရှိဘူးကိုရီးယားထွက်ချင်နေဆိုလို့ရှိရင်တော့အဲ့လိုအိမ်နည်းနဲ့လည်းတော်လို့ရအောင်နော်ဘာသာအထူးပြုဘာသာကိစ္စမရှိဘူးဆိုလို့ရှိရင်တော့ဟုတ်အမေကကြတော့ဒီကိုရီးယားကိုကြောင်းနဲ့လာဖို့ပြင်ဆင်ရတဲ့အထက်မှာပေါ့နော်ဒီဘယ်ဘားရအခက်အခဲဆုံးဖြစ်မယ်လို့မားတဲ့အနေနဲ့မြင်လဲပေါ့နော်အဲ့ဒါလေးဖြည့်ပြပါအောင်ဗျာဟုတ်ပြင်ဆင်ရတဲ့အပိုင်းကတော့အခက်အခဲရှိရပါတော့အဓိကတော့ကျောင်းသားတွေကဒီဘက်က semester intake တွေတိတ်မသိကြဘူး language ဆိုလို့ရှိရင် semester တစ်နှစ်ကိုဘယ်နှကြိမ်ခေါ်တာလဲဘယ်ချိန်တောင်းမယ်ဆိုလို့ရှိရင်ဘယ်ချိန်စပြီးပြင်ဆင်ရမယ်ဆိုတာမသိရမရှိပါတော့language တွေကတော့များတော့အပြင်သူက3လပိုင်းရှိမယ်ပြီးတော့6လပိုင်းရှိမယ်9လပိုင်းရယ်12လပိုင်းအဲ့လို intake 4ခုရှိရပါတော့အဲ့တော့ကိုက6လပိုင်း3လပိုင်း intake နဲ့တွားကျင်နေဆိုလို့ရှိရင်ဒီနောက်နှစ်3လပိုင်း intake နဲ့တွားကျင်နေဆိုလို့ရှိရင်เนาะဒီနှစ်9လပိုင်း10လပိုင်းเนี่ยအစားရစားနေပြင်ဆင်ပြီးတော့ notary move file ပါလည်းပြင်ဆင်ထားတဲ့နော်ဟိုဘက်ကဟိုဘက်မှာကျတော့ဒီ move file မှာအဲ့လိုတုံးထူရတဲ့အခက်အခဲလေအရင်တော့ဆိုလို့ရှိရင်အမျိုးမျိုးရှိတယ်ဥပဒေမျိုးပြောင်းတဲ့ခါကြတော့လေအဲ့တော့ကိုကအဲ့ပြောင်းတဲ့ပုံမှာကိုလို့တွားချင်တဲ့ intake နဲ့အဲ့လိုကွက်တိကြအောင်လို့ကြိုပြီးတော့ပြင်ဆင်ထားလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့စားရစားတဲ့ပိုင်းနေဆိုလို့ရှိရင်ခုနပြောတော့ပေါ့ရှစ်တန်း9တန်းဆိုတချို့ဆိုထုတ်လို့မရကြအောင်ထုတ်လို့မရခါကြလို့ရှိရင်လည်းအငါးနဲ့လုပ်ပေးတဲ့ agency ရရှိပါတော့ဘယ်လိုလုပ်လဲတော့အမှလည်းမပြောတော့အဲ့လိုအတုထုတ်တာတော့အဲ့လိုရှိတယ်ထုတ်လိုက်လို့ရှိရင်ဒါပေမဲ့အဲ့ဒါတွေကနောက်ပိုင်း NDA များတယ်ပေါ့နော်အဲ့တော့ဒီရှစ်တန်း9တန်းအမှတ်တွေကတော့ဟိုပညာရေးဌာနတွေတော်တော်များများပျက်စီးသွားတာမီးရှို့ဟိုအဲ့လိုမီးလောင်သွားတာပါအဲ့လိုရှိရခါကြတော့လေလောကတီဆိုလို့ရှိရင်ဟုတ်တယ်ဟုတ်ကဲ့အဲ့ဟာတွေကကိုကထုတ်နိုင်တာမထုတ်နိုင်တာထုတ်နိုင်ဆိုကိုကဘယ်ကြောင်းလျှောက်တင်နေဆိုတာဒါမျိုးကပြင်ဆင်ထားတင်တယ်ပေါ့နော်ပြီးတော့ချိုးမနီခုနပြောတော့ချိုးမနီတချို့ကျတော့ဟိုငွေကြေးအရင်ရှိလို့သွားချင်တာမဟုတ်ပဲနဲ့ပညာအဓိကတင်ချင်တယ်ဒါပေမဲ့ဒီဘက်မှာအခက်ခဲမြန်မာဘက်မှာအခက်ခဲပါရှိတဲ့ခါကျတော့ဟိုဘက်ကိုတွေ့ချပေါက်သွားမှာပေါ့နော်အခါကျတော့ဒီ3800ဝင်းကျင်ဆိုတဲ့ကြက်ကတိတ်ပြီးတော့ဟိုအဆင်မပြေရမျိုးရှိရပါတော့ချိုးမနီပြတယ်တော့အဲ့ဟာဘာဖြစ်လို့လဲဆိုတော့ကျောင်းတွေကိုပြမယ်တန်ရုံးကိုပြမယ်ဆိုလို့ရှိတော့6လဝင်းကျင်တော့ဘန်ထဲမှာထားရမှာအဲ့ဒီဟာတွေကဘယ်လိုမျိုးလုပ်မှာလဲဒါရ agency နဲ့တဲ့တိုင်မျိုးတချို့ကြတော့လေအဲ့လို service ပေးလူတွေပါလေရှိရပါတော့ဒါချိုးမနေကိစ္စလဲ6လပြည့်အောင်လို့ကိုယ်ဘာနဲ့မှာဘယ်လိုမြင်အောင်လို့ဘယ်လိုထားအောင်လဲဆိုတဲ့ဟာလေဟိုစုံစမ်းရမှာပေါ့ပြီးတော့ဟုတ်ကဲ့ကျောင်းရလို့ချိုးမနေပဲတောင်းတာမဟုတ်မိဘရဲ့လုပ်ငန်းတက်ဘယ်လိုပြောမလဲအထောက်ထားတွေပါတောင်းတယ်ပေါ့နော်လုပ်ငန်းလိုက်စီထောက်ထားတွေပါတောင်းဝင်ငွေတစ်လောက်ဘယ်လောက်ရရလဲလို့တစ်နှစ်ဝင်ငွေဘယ်လောက်ရှိရလဲအဲ့စရာတွေလည်းဆွဲရတဲ့ဟာမျိုးရှိရပါတော့ဒါတွေကြောင့်လည်းလုပ်လို့ရတယ်ဒါပေမဲ့လုပ်ငန်းကတရားဝင်ရှိရလုပ်ငန်းအောက်မှာလုပ်တယ်ဆိုလို့ရှိရင်တော့ကိစ္စမရှိဘူးဟုတ်မှာလုပ်ငန်းလိုက်စင်ရှိရကုမ္ပဏီရဲ့
နာမည်ကိုယူပြီးတော့အဲ့ကုမ္ပဏီခွင့်ပြုချက်နဲ့ကိုကဝင်ငွေဆွဲတာတော့ခါလို့ဆိုလို့ရှိရင်တော့ရတယ်ပေါ့နော်တချို့ကြတော့လည်းလုပ်ငန်းလိုင်စင်မြန်မာနိုင်ငံဟိုလုပ်ငန်းတွေကြတော့ဝင်ငွေရရှိတယ်ဒါပေမဲ့လိုင်စင်မရှိတဲ့ခါကျအထောက်ထားရတယ်ပြရတယ်ထောက်ထားပြဖို့ခက်တာပေါ့ဟုတ်အဲ့ခါကျတော့တွားပြီးတော့အပြေးလွှာလုပ်ငန်းလိုင်စင်တွေလုပ်ပြီးတော့လုပ်လို့ရတဲ့ဟာမျိုးတော့ရှိရပါတော့အဲ့တော့ဒီဟာကြီးလည်းခက်ခဲရှိတဲ့အတွက်ကြောင့်မလို့ဒါဟိုကိုဘက်မှာဘာလို့လိုအပ်ချက်ရှိလဲတွေးထားပြီးတဲ့ခါကျတော့စားရဆန်နဲ့ပြင်ဆင်နိုင်ပါရင်လုပ်ထားတဲ့ရပါတော့ဟုတ်ကဲ့ဟုတ်ပါပဲဟုတ်ဒီကတော့ဒီကို admin agency ကိုရှောက်မဲ့အကြောင်းဒေတာလေးတည်ပြီးသွားရဆိုလို့ရှိရင် agency နဲ့ဒေတာလေးတိုင်ပင်ပြီးတော့လုပ်တင်လုပ်ထိုက်တာ6လတာမှ3လတော့ကြိုပြီးတော့လုပ်ထိုင်တော့အကောင်းဆုံးပဲပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့အမကတော့6လဆိုတာတောင်9လတစ်နှစ်လောက်ပို့ပြီးတော့ပေါ့နော်အဲ့လိုပြင်ဆင်ထားလို့ရှိရင်တော့ပိုကောင်းတယ်ဟိုကတိုင်ယုံစီးဝင်လို့ရှိလို့ရှိရင်တိုင်ယုံစီးရဆိုတော့တော်တော်ခက်တာဟုတ်အဲအကြောင်းလို့လေဟုတ်ကဲ့ဟုတ်စီးရတယ်ဆိုတော့လေခက်တယ်လို့ပြောတယ်ပြောတာကြားတယ်ပေါ့နော်ဟုတ်တယ်လိုက်ပြီးဒီလောက်ကတော့ဒီဘက်ကလူတွေလည်းလိုက်ပေးရတယ်အဲ့လိုမျိုးဆိုတာလေလူရတာဟာမျိုးလည်းရှိတယ်ပြီးတော့ကျောင်းသားကိုယ်တိုင်ကလည်းလေအဲ့လိုပေါ့နော် Facebook မှာ group တွေလည်းအများကြီးရှိရဲအဲ့လို agency နဲ့ပတ်သက်တဲ့ဟာတွေကိုရီးယားကိုပညာတော်တင်သွားမဲ့ group တွေပါရှိရပေါ့နော်အဲ့မှာQ&A အများကြီးလုပ်လို့ရတယ်ကိုသိချင်တာတွေမေးပေါ့နော် mover ဘယ်လိုလုပ်ရလဲဘယ်လိုဖြစ်သွားလို့ဆိုတော့ကျောင်းသားကိုယ်တိုင်လိုက်ပြီးတော့မလေ့လာဘဲနဲ့ဆိုလို့ရှိရင်တော့ဒါဟိုဟာတိတ်ပြီးတော့အဆင်မပြေဘူးနော်ချိုးချောင်းနောက်ကျောင်းနောက်ကရှန်နေလာပြီအမကကိုရီးယားကိုဒီ2နဲ့သွားချင်လို့ပေါ့နော်အဲ့တော့အဲ့ဒီညီမမေးလိုက်တယ်ပေါ့နော်ကိုရီးယားစာရှိလားပေါ့ကိုရီးယားစာတင်ထားမှာလားသူတို့စိတ်ထဲမှာဒီ2စာတို့ဘာလဲမသိဘူးဒီ2ဆိုတာဒီမှာကိုရီးယားစာရပြီးတော့မှဒီ university join ရတဲ့မိဟို visaဒီ2နဲ့တချို့ဒီ2 D4 သွားလို့သူများဆိုပြီးအဲ့လိုမျိုး group ရှိတဲ့ခါကျတော့ဒီ2ကဘာလဲမသိသူတို့ဒီတိုင်းလာမေးကြကိုရီးယားစာရှိလားဆိုတော့မရှိဘူးပေါ့နော်အတင်ထားမှာလားဆိုအမေတင်ထားမှာပေါ့ topic ရှိမှဒီ2နဲ့လာလို့ရမှာပေါ့နော်အဲ့လိုမျိုးပြန်ပြောပြတာကျောင်းသားဘက်ကလည်းအဲ့လိုလိလာတဲ့အပိုင်းအလူကတည်ရပါဟုတ်ဟုတ်ကဲ့ခုနောက်ပိုင်းကိုကနဲ့ကိုတေချာလေးဒီ project ကိုလုံးနားလည်ပြီးတော့ landing လုပ်ထားပြီးတော့ line လုပ်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့မသိလို့ရှင်းတယ်လို့ပေါ့ Facebook group ရှိတဲ့အတွက်ကြောင့်လည်းအဲ့လိုက်ပြီးတော့မိလို့ရတယ်တချို့ service လုပ်ပေးလို့လည်းရှိရသိလည်းရှိရဟုတ်ကဲ့ဟုတ်ဒီတော့ပြပါပြီကျေးဇူးပါဆိုတော့နောက်မေးခွန်းကကြတော့ဒီကိုရီးယားကိုပေါ့နော်လာဖို့ဒီကျောင်းဗီဇာလျှောက်တဲ့အချိန်မှာဒီဗီဇာရဖို့လွယ်တဲ့ကျောင်းတွေဒါမှမဟုတ်မြို့နယ်တွေရှိတာပေါ့နော်အဲ့လိုကျောင်းတွေမြို့နယ်တွေရှိရင်ရောဒီလျှောက်တင်မလျှောက်တင်ပေါ့နော်ဘယ်လိုမျိုးဆုံးဖြတ်တင်လဲပေါ့မထက်အနေနဲ့ဘယ်လိုအကြံပေးခြင်းလဲပေါ့ဟုတ်ကိုကခြေရန်ပြီးတာထထန်ပြီးတာတိတ်မကြသေးဘူး25နှစ်အောက်ကလေးလေးရှိပါတော့သူတို့ဆိုလို့ရှိရင်ခြေရန်မှလည်းကောင်းတယ်ဆိုလို့ရှိရင်တော့အမခုနပြောတဲ့ Excellent University ရှောက်တာအကောင်းဆုံးပဲပေါ့အဲ့ Excellent University ကကျောင်းကဗီဇာထုတ်ပြန်တဲ့ကြောင့်မလို့ဒီတန်ယုံကိုဗီဇာဝင်ရတဲ့အခက်အခဲတိတ်မရှိတဲ့ကြောင့်ခုနရှိုးမနီဘာညာဆိုလို့ရှိရင်အများကြီးဝင်ရော့တယ်ဟုတ်ကဲ့အမကောင်းတဲ့သူတွေကတော့ခုန Excellent University ရှောက်တင်တယ်ပေါ့နော်တချို့ကျတော့လည်းဆယ်တန်းအောင်ရုံလေးပဲအောင်တယ်အမ280လောက်နဲ့ကိုရီးယားရောက်လာတဲ့သူတွေရှိရပါတော့အဲ့လိုမျိုးကြတော့လေအဲ့လိုမှနေတော့ဟိုဆိုးကနာမည်ကြီးကျောင်းလို့ဘာလို့မလဲ language တက်လို့မရအောင်အဲ့တော့ကိုကနေဘက်မှာဝင်ရတယ်လွယ်တဲ့ကျောင်းတွေအဆင်ပြေကျောင်းတွေကိုဖြေရတယ်ဒါကြောင့်လေ agency ကပို့ပြီးတော့အသေးစိတ်ပို့တည်အောင်နော်ဘယ်ကျောင်းဆိုလို့ရှိရင်ဝင်ရတယ်ဘယ်တော့အမှတ်ပဲဖြစ်ဖြစ်ကန့်တတ်ချက်မရှိဘူးဆိုတဲ့ကျောင်းတွေကိုရှာပြီးတော့တက်သွားလို့ရပါတော့အဲ့ကြတော့ language နဲ့ဆိုလို့ရှိရင်တော့25နှစ်အောက်ဆိုလို့ရှိရင် language နဲ့အဆင်ပြေပါတော့25အထက်ကျတော့မြန်မာမှာ topic တစ်ခါတည်း try ပြီးတော့ဒီ university track နဲ့လာလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေဒါလည်းကဲပြီးကိုကဒီ university ရဲ့ GPA ပေါ့နော်အမှတ်စီးရင်ပေါ်ကြည့်ပြီးတော့လေကျောင်းရွေးရနိုင်တယ်အဲ့လိုမျိုးရှိရဟုတ်ကဲ့နောက်ပိုင်းmaster တက်ရှင်တဲ့သူတွေကြတော့လေခုနကပြောလို့ language နဲ့လာတဲ့အခွင့်အရေးနဲ့ပေါ့နော်ဒါပေမဲ့30ကျော်လာလို့ language နဲ့လာလို့မရဘူးဆိုတာလည်းမဟုတ်အဲ့လိုတက်လို့ရတဲ့အကြောင်းရှိတယ်ဒါပေမဲ့နေဘက်မှာပဲများဟုတ်ကဲ့ကိုယ့်ရဲ့ရမှတ်ပေါ်မူတည်ပြီးတော့တခြားလေးချိန်ညှိပြီးတော့မှပဲရှောက်တာပိုကောင်းတာပေါ့နော်ဟုတ်တယ်ဟိုကလေးကြတော့လေ language ပဲတက် university ပဲတက်ရတာပေါ့နော်အတိုင်းငယ်သူကြတော့လေတကြီးသူကြ language တက်လို့မရအောင်လားဆိုတော့ရတယ်ဒါပေမဲ့အဲ့လိုကျောင်းနေနည်းနည်းရွေးရအခက်ခဲတော့ရှိရပါဘောကျောင်းရွေးရခက်သွားပါအသက်ပိုင်းနဲ့ဆိုတော့ဟုတ်ကဲ့ဆိုတော့နောက်မေးခွန်းကကျတော့ဒီကိုရီးယားကိုကျောင်းနဲ့လာဖို့ဆိုလို့ရှိရင်ပေါ့နော်ဒီပတ်စံပေါ့နော်ကုန်ကြစည်အနေနဲ့ခံမှန်းကြည့်ဘယ်လောက်ထိကုန်နိုင်လဲပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးမိထားပါတယ်language နဲ့လာလို့ရှင်တော့ language ကျောင်းနေရတော့သူက6လတစ်ဖက်သွင်းလို့ရရှိတယ်တစ်နှစ်စာသွင်းရတခါတစ်နှစ်စာသွင်းရပါရှိရပါတော့အဲ6လတစ်ဖက်ဆိုလို့ရှိရင်28တန်းကနေ330ဝန်းကျင်တစ်နှစ်ဆိုလို့ရှိရင်တော့50ကနေပြီး60ဝန်းကျင်တော့ကျတဲ့နေတယ်1ပေါ့နော်မြန်မာငွေတော့မဟုတ်160ပေါ့နော်အဲ့ဒါကကျောင်းသားကတည်တဲ့နောက်ပြီးခါကျလီလက်မှတ်ဟို9သိန်း
9သိန်း10သိန်းရှိရယ်ပြီးခါကျတော့အဆောင်စည်းပေါ့နော်တချို့ကျတော့လည်းခုနပြောပဲ6လတစ်ဖက်တွင်းရတဲ့အဆောင်စည်းကိုမှ6လတစ်ဖက်တစ်နှစ်တစ်ဖက်အဲ့လိုတွင်းရတာပေါ့ရှိရပေါ့နော် University Training လာမယ်ဆိုလို့ရှိရင်ခုနကပေါ့နော် topic ရှိရတဲ့သူတွေဆိုလို့ရှိရင်တော့topic scholarship ရတဲ့အတွက်ကြောင့်မလို့တချို့ဆိုလို့ရှိရင် topic 5ရှိရဲဆိုလို့ရှိရင် topic 5ကို 100% scholarship ရနိုင်တဲ့အကြောင်းဘယ်ကြောင်းရှိလဲအဲ့လိုမျိုးရွေးပြီးဖြောက်ကြရရှိပါတော့ topic 4ဆိုလို့ရှိရင်တော့ 70% ထိရောက်နိုင်တဲ့အကြောင်းဘယ်ကြောင်းရှိလဲပေါ့အဲ့လိုမျိုးဟို scholar များပေးတဲ့အကြောင်းဖြောက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အစိတ်တက်တာတယ်ကွာနေစည်းလောက်ပဲသုံးလို့မပြည့်ခါကြတော့ဒီ university training ဆိုလို့ရှိရင် topic လည်းရှိလို့ရှိရင်ဒီဘက်မှာအလုပ်လည်းရတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဆင်ပြေအဲ့တော့များသောအားဖြင့် language နဲ့ဆိုလို့ရှိရင်တစ်နှစ်ကုန်ကြစေကတော့မြန်မာကျပ်400နဲ့900ဝန်းကျင်လောက်တော့တွားတယ်အဲ့ထက်လည်းပို့ပြီးတော့ကုန်ကြိုင်းနေကုန်တတ်နေတယ်မှာစာရွက်စာတမ်းပူရီတုံးထူလိုက်ပါဘာတော့မပါသေးဘူးအဲ့လိုမျိုးဟုတ်ဒါအကျဉ်းပြေတဲ့တိုင်းဒီလောက်ရှိနိုင်တယ်ဆိုပြီးတော့ပဲဒီဘက်ကကျောင်းစိမ့်နဲ့အဆောင်ကြီးလောက်ပဲပေါ့ဟုတ်ကဲ့ဟိုဘက်ကစိမ့်တွေမပါသေးဘူး agency ဘူးတွေပါဒီကြားမှာဟိုဘက်ကစိမ့်တွေအများကြီးကျန်သေးတယ်ဟုတ်ကဲ့ဆိုတော့တော်လေးများတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီဘက်မှာပြန်ပြီးတော့ရှာနိုင်မှာပဲတော်တော်လေးဖူလုံးပဲပေါ့ဟုတ်ဒါပေမဲ့တော်တော်များများတော့ဒီဘက်မှာအလုပ်အချိန်မှတော့အရင်ကလေးရလို့နောက်ပိုင်းကျအရင်လုတ်ကြတာပေါ့နော်ညာဆိုင်တွေပါဆင်းရဲအဲ့လိုမျိုးဆိုရှင်ဟိုဘက်မှာကေကွာချင်းဝေယူပြီးလာရတဲ့ဘာလဲဆိုလို့ရှင်ပြန်ဆက်နိုင်ကြတယ်တချို့ဟိုဘယ်လိုပြောမလဲလိမ်မိုက်ကလေးပေါ့နော်တချို့ကကလေးလေးလိမ်မိုက်တွေကပြန်ပြီးဟုတ်ကဲ့ချင်းဝင်လို့ယူလိုက်တယ်ဆိုပေမဲ့လည်းဒီဘက်ကဝင်နဲ့ပြန်ပြီးရှင်းလိုက်လို့ရှိရင်သူကပြန်ပြီးဆက်နိုင်ကြတယ်ဟိုဘက်မှာအဲ့လိုမျိုးအခုထောက်ပိုင်းလဲတော်တော်များများရောက်လာလို့တော်များလည်းအလုပ်ကြိုးစားကြပါတယ်။ကြောင်းနေလာရဆိုပေမဲ့လည်းအဲ့လိုအရင်ကြည့်ကြအဲ့လိုတလားအမားတို့ရှောင်းမှာဝင်များတယ်မယ်30 40လောက်ရှာရတဲ့ရှစ်ညဆိုင်နေစင်းနေအဲ့တော့လုံနိုင်ကြပါဘောနော်ကလေးဆိုတော့လုံနိုင်တာဟုတ်တယ်ကျောင်းတစ်ဖက်နဲ့လိုရတာတကယ်တော့မလွယ်ဘူးတော်တော်ကြီးခက်တယ်တက်တာချင်းလို့ကွာ topic ပေါ့နော်အဓိက topic ရှိလို့ရှင်ကွာ government scholar လားကျောင်းက PS scholar လားဆိုတော့ဘာလာကိုတွက်ဖြစ်မှာပေါ့အဲ့လိုမျိုးဆိုတော့တက်တာချင်းနေဆိုလို့ရှင်နော်ဟိုဘက်မှာ topic ပြင်ဆင်ထားဖို့အချမ်းပေးချင်တာဟုတ်ကဲ့ပါဟုတ်ပါတော့နောက်တစ်ခုကကြာတော့ဒီလိုပေါ့နော်အခုမတ်ပြောရအကုန်ကြစီရှိပါပေါ့နော်အဲ့လိုမျိုးအများကြီးမတက်နိုင်တဲ့သူတွေအတွက်ကြာရောဒီမြန်မာပြည်ထဲမှာဒီ scholarship အခွင့်အရေးရဖို့အတွက်ဖန်တီးပေးတဲ့ကျောင်းတွေဒါမှမဟုတ် agency တင်တန်းတွေပေါ့နော်အဲ့လို program တွေရောရှိနိုင်လားပေါ့နော်ဟုတ်အဲ့လိုလေးလည်းမေးထားပါတယ်ဟုတ်agency ကောင်းနဲ့တွေ့လို့ရှင်တော့သူကအဲ့လိုဝင်ဝင်တော့ပေါ့နော် interview လုပ်ချင်ပြီးအဲ့ခါကျလို့ရှင်ကိုကအကယ် topic မရှိဘူးဆိုရင်တော့မှတချို့ language နဲ့လည်းတွား topic မရှိဘူးဆိုတော့မှဟိုဆယ်တန်းအထက်တန်းမှလည်းကောင်းတယ်ပေါ့နော်အဲ့ခါကျလို့ရှင် interview ဘယ်လိုဖြေလို့ဆိုလို့ရှင်ဒီကျောင်းဘက်ကနေပြီးတော့ဒီကိုရီးယားကျောင်းဘက်ကနေပြီး scholarship တွေအဲ့လိုplan ပေးရပါရှိထို့ကြောင့်လည်းဒီကျောင်းသူကဟုတ်ကဲ့ဝင်ရသွားရင်ဆိုလို့ရှိရင်လည်းဟို1ဘလောက်ပေါ့နော်ပြန်ပြီးတော့ကျောင်းဝင်ရောက်လာတဲ့ကျောင်းသားတွေကိုပြန်ပြီးတော့ agency တွေကကိုယ်တိုင်ပြန်ပြီးတော့ scholarship ပေးရမျိုးလည်းရှိတယ်အဲ့လိုမျိုးဟုတ်ကျောင်းဘက်ကလည်းရတယ် agency ဘက်ကလည်းလုပ်ကြတယ်အားမျိုးရှိဟုတ်အဲ့ဆိုမိုက်တော့မိုက်တယ်နောက်ပိုင်း agency ဘာလို့မရှိဘူး agency ကလို့ပြန်ပေးရပါညာမရှိဘူးဟုတ်ဒီ service တွေဒီလောက်ပေးဒီလောက်ပဲအဲ့လိုအခုတော့ဗာလဲကျောင်းသားတွေပဲလည်းပြန်ကြည့်တာတော့ဒီ agency ကလည်းနည်းနည်းပိုများလာကြအောင်ပိုများလာတာကြောင့်လည်းပါမယ်ထင်တယ်နော်အဲ့လိုမျိုးလေးလုပ်ပေးတာဆိုဘယ်လိုဖြစ်ကောင်းပါတယ်ကောင်းတဲ့ဘက်ကဖြစ်သွားပဲဆိုတော့ထက်တမ်းမှာဘလောက်ဘယ်နေရာကျော်တဲ့သူရှောက်တယ်လာရှောက်တယ်ဆိုလို့ရှိရင်ဘလောက်ဝန်ပြန်ပေးရဆိုပြီးအဲ့လိုမျိုးလည်းရှိရဟုတ်အဲ့လိုရှိရဟုတ်တယ်ပါတယ်နော်ခုတော့ပိုင်းကတော့နည်းနည်းအခွင့်အလမ်းလေးကြားလာဟုတ်တယ်ဒီနောက်ထပ်မိကုန်းကကြာတော့ဒီကိုရီးယားမှာဒီကျောင်းတက်နေနေအချိန်ပိုင်းအလုပ်လို့ရတယ်လို့ကျွန်တော်ကြားဘူးတယ်ဗောနော်ဆိုတော့အဲ့လိုကျောင်းတက်ရင်လည်းအချိန်ပိုင်းအလုပ်ဝင်လုပ်မယ်ဆိုလို့ရှိရင်ဒီအလုပ်ချိန်ဗောနော်ဒီဘက်မှာကိုရီးယားဘက်မှာကန့်သတ်ထားတာမျိုးရှိလားဗောဘယ်နှစ်နာရီလောက်ပဲလုပ်ရမယ်တစ်ပတ်ကိုဘယ်နှစ်နာရီပဲလုပ်ရမယ်အဲ့လိုမျိုးလေးကန့်သတ်ထားတာမျိုးရှိလားဗောဟုတ်ရှိတယ်ဟို language နဲ့ပဲလာ university track နဲ့လာတော့เนาะကိုရီးယားကိုဝင်ပြီးတော့6လအတွင်းဆိုလို့ရှင်တော့အလုပ်တရဝင်လုပ်လို့မရအောင်ဒါပေမဲ့တချို့ကျတော့လေနားလည်မှုယူပြီးတော့လုပ်ကြပါရှင်เนาะတတိတော့အရင်ထားတယ်ဟုတ်ကဲ့ကိုကစကားလေးရတယ်ဖန်ညာဆိုလို့ရှင်တော့နည်းနည်းလေးမသိမတာလေးလုပ်လို့ရပါတော့ဒါပေမဲ့အရင်ရောဟိုကျောင်းပြတ်တဲ့အထိအဲ့လိုမျိုးလုပ်လို့မရအောင်အဲ့တော့6လပြည့်နောက်ပိုင်းမှာဆိုလို့ရှင်တော့တရဝင်ဒီလဝကကိုဒီ report တင်ပြီးတော့ဗောနော်တိုင်ကြားပြီးတော့လုပ်လို့ရတယ်အဲ့တော့ topic ရှိရပုံမှာလည်းမူတည်တယ် topic ရှိလို့ဆိုလို့ရှင်တော့အချိန်ပိုင်းနိုင်ပိုများများရတယ်ဗောနော်ဒီ
weekend နေကြတော့သူကချိန်ပိုင်းလောက်တဲ့နိုင်မတတ်မှတ်ထားဘူးဆိုပေမဲ့ခြားရက်တွေဆိုလို့ရှိရင်ကွာကြောင်းတက်တဲ့နေ့မှာသွားပြီးတော့အလုပ်ချိန်တက်ထည့်ပြီးတော့တိုင်လိုက်တယ်ဆိုလို့ရှိရင်ဒါလောက်ကခွင့်မပြုပေးရတဲ့ဘာညာရှိရပါတော့အဲ့တော့ကိုယ့်ရဲ့ကြောင်းတက်တဲ့ချိန်ကိုမထိခိုက်အောင်ချိန်ပိုင်းလောက်ကိုတိုင်ကြပြီးတော့တရားဝင်လုပ်ပိုင်ခွင့်ရှိရပါတော့အဲ့အလုံးလုံးမယ်ဆိုလို့ရှိရင်ကြောင်းရဲ့အမှတ်ပေါ့နော် attendance တွေပါတယ် attendance ဘယ်လောက်% ပြည့်မှဒါမှမဟုတ်လို့ရှိရင်အမှတ်ဘယ်လောက်ရှိမှအလုပ်လုပ်ပိုင်ခွင့်ရှိရဆိုပြီးတော့အဲ့လိုမျိုးရှိရခါကြတော့ကိုယ်ကြောင်းချိန်နဲ့မထိခိုက်အောင်လို့အချိန်ပိုင်းလောက်ကိုလုပ်ရတာပေါ့နော်အဲ့လိုမျိုးဆိုဟုတ်ဒီကတော့ဒီအလုပ်ရှင်နဲ့လည်းညှိပေါ့ညှိပြီးတော့ဒီကျောင်းဘက်မှာလည်းအတန်းချိန်မပြည့်အောင်ဖြစ်ရမယ်ပေါ့အဲ့လိုမျိုးညှိပြီးတော့လုပ်ရမှာပေါ့ဟုတ်ကဲ့ကိုလုံးနိုင်တယ်လို့ကျောင်းသားဆိုလေကျောင်းသားဗီဇာနဲ့လာတာမလားအဲ့ခါကျတော့လေအဓိကကိုယ့်ရဲ့ရည်ရွယ်ချက်ကကျောင်းဖြစ်ရမှာပေါ့နော်အဲ့တော့ကျောင်းရဲ့အမှတ်တွေကြားတာတော့ attendance ဖြစ်တာတော့ဘာညာဆိုလို့ရှိရင်ဒါရ blue bar လာဝကကလည်းအဲ့လိုမျိုးခွင့်မပြုပေးဘူးပြည့်ခါကျတော့နောက်ပိုင်းဆိုလို့ရှိရင်ဒီဟာကြီးကြားလို့ရှိရင်ဗီဇာအခက်ခဲရှိနေတယ်ကျွန်တော်ဒါကကျောင်းသားဖြစ်တဲ့ကြောင့်မလို့ကျောင်းကအဓိကဆိုပြီးတော့အရည်ရွယ်ချက်နဲ့လုပ်တယ်ဆိုတော့အဆင်ပြေအောင်အလုပ်ပဲပြီးလို့ဒီကျောင်းဟုတ်တယ်အလုပ်ပဲညတိုင်းနဲ့ရန်လို့နောက်နေ့ကျရင်ကျောင်းမတက်နိုင်ရတဲ့သူရှိလေကျောင်းတက်တာအဲ့လိုမျိုးရှိပြင်ပန်းတာရပြင်ပန်းတဲ့ခါကျတော့ဟုတ်တယ်ကျောင်းကလည်းထိခိုက်တဲ့အပြင်ကိုယ့်ရဲ့ဗီဇာပါထိခိုက်လာတော့ကြမှာအဲ့ဒါအလွန်ကျွေးရတာတိတ်ပြီးတော့အားမပေးဘူးပေါ့နော်ဟုတ်ကဲ့ကိုကလည်းကိုအလုပ်ချိန်နဲ့ကိုကျောင်းစာလုပ်ရမယ့်ချိန်နဲ့ညှိပြီးတော့လုပ်တာပဲကောင်းတယ်ပေါ့နော်ဟုတ်ကဲ့နောက်မင်းကကြာဒီကိုရီးယားကိုရောက်လာပြီပေါ့နော်ကိုရီးယားရောက်လာချိန်မှာဒီကိုရီးယားဘက်ကအကြောင်းနေရရောဒီကျောင်းလာတက်တဲ့သူတွေကိုဒီနေစရာစားစရာပေါ့နော်အဲ့လိုမျိုးထောက်ပံ့ပေးတာမျိုးရှိလားအဆောင်တွေပေးတာမျိုးရှိလားဒါမှမဟုတ်သမင်းကျွေးရပါညအဲ့လိုမျိုးရှိလားပေါ့နော်အဲ့လိုလေးမေးထားပါဗျာဟုတ် language ဆိုလို့ရှိရင်တော့အဲ့လိုပေါ့နော်ထထချင်းတော့မပြောဒါပေမဲ့အဲ့လို language တဲ့ net ကလေးတွေမှာအတန်းထဲမှာဘသူကအမှတ်အများဆုံးနေအဲ့ပုံမှာမူတည်ပြီးတော့ကျောင်းကပြန်ပြီးတော့ဒီကျောင်းသားကတော့1-3 သိန်းပေါ့နော်အဲ့လိုမျိုးစုရရပါညာရှိရပေါ့နော်အဲ့ဒါအကြောင်းဘက်ကပြီးရဲ့ language တွေအကြောင်းဘက်ကပြီးရဲ့ scholarship ပေါ့university track နဲ့သူတွေကြတော့လေသူက GPA လိုက်ပေါ့နော်ပထမ semester မှာ GPA ဘယ်နှမှတ်ကျော်ရဲဆိုလို့ရှိရင်เนาะ scholarship နောက် semester တော့ scholarship က 100% လို့ 50% လို့အဲ့လိုမျိုးရကြပါတော့အဲ့မှာတော့ပြန်တော့ 3.5 အထက်ဆိုလို့ရှိရင်တော့ဒီ scholarship ရတဲ့သူတွေရှိတယ်ကျောင်းတချို့ကျောင်းတွေအစိုးရကျောင်းတွေဆိုရှင်အဲ့လိုအမှတ်အရန်မများကြမလို့ပဲနေလေအဲ့လို scholarship ပြရမျိုးရှိရဲချို့အရန်တော်ရဲ့ကလေးဆိုလို့ရှိရင်အဆောင်စိတ်ပါ free ရကြတယ်အဲ့လိုကျောင်းစိတ် 100% အပြည့်ပြီးရခါကျတော့အဆောင်စိတ်ပေါ့နော်ပြီးတော့ language ကနေပြီးတော့ဒီ university join တဲ့ကလေးဆိုရှင် interview ရမ်းဖြေရကောင်းလို့ရှင်အဲ့လို interview လည်းဖြေရကောင်းတယ်မနော် topic ကလည်း60ရှိထားတယ်တော့ပြန်လာနေထွက်အောင်တော့ရဲ့ကလေးပေါ့နော် topic ကလည်း60ရှိရတယ်language ကလည်းအမှတ်ကောင်းလာတဲ့သူတွေဆိုရှင်အဲ့လိုနာမည်ကြီးကျောင်းတွေမှာ4နှစ်လုံး scholar ရတဲ့သူလည်းရှိတယ်ဒါ interview 4နှစ်လုံးတော့ scholar ရဟုတ်တယ်အဲ့ interview လို့ဖြစ်ရတယ်ကောင်းမှာပေါ့နော်ကိုဘက်ကလည်းအဲ့လိုအရေးချင်းရှိတဲ့သူဆိုလို့ရှိရင်တော့အဲ့လောက်ထိရတယ်4နှစ်လုံး scholar ဆိုလို့ရှိရင်တော့လုံးဝကပြီးတော့တက်လို့ပဲနော်တကြော်လေးကပြီးတက်ရော drama ရောပါလှလေးဖို့ပြီးတော့တက်တယ်အဲ့လိုတက်ရုံပဲဆိုတာလေအဲ့လိုပဲအဲ့ language တက်နေတော့အတွင်းမှာလေကိုက topic ကအရေးကြီးတယ်အဲ့လို topic ကဖြည့်ထားမှာ language visa 2နှစ်ပဲရှိရတဲ့ကြောင့်မလားဒီ2နှစ်အတွင်းမှာကိုကအဲ့လို topic အမှတ်ကောင်းတယ်ဆိုလို့ရှိရင် topic အမှတ်ကောင်းဖြည့်ပေါ့နော်ဟုတ်ကဲ့ကိုတက်အခွင့်အရေးပဲကောင်ကအဲ့လိုမျိုးဆိုလေscholar လည်းကောင်းတယ်ဒီမှာကျောင်းသူတွေလည်းသူတို့များလူကတော်ကြတယ်အဲ့လိုသတင်းတန်တွေတွေ့တာများတယ်ပြောတော့ကျောင်းသူတွေပြောပြင်းပြောကြတာပေါ့ကျွန်တော်တည်တဲ့ငယ်ချင်းတွေဟုတ်မြန်မာဘက်ကဆိုလို့ရှိရင်သူတို့ကမြင်လိုက်တာလည်းဟာကျောင်းသူတွေမြန်မာဆိုလို့ရှိရင်အရန်တော်တယ်ဒီမှာအရန်ကြိုးစားတယ်သူအဲ့လိုပဲတန်းမြင်တယ်လို့ပြောတယ်ပေါ့တော်များနောက်ပိုင်းကျောင်းနေရတယ်အဲ့လိုတချို့ကျောင်းပြည့်သတင်းစိုးထွက်တဲ့ဘာညာရှိအောင်နော်ဗီယက်နမ်နေတော့ဆူလို့တာအဲ့လိုနိုင်ငံတချို့နိုင်ငံသားတွေတော်တော်ဆိုးရရှိဗီယက်နမ်ပဲမဟုတ်ပါဘူးအဲ့လိုပေါ့ဒါပေမဲ့မြန်မာကျောင်းသားတွေကနေကြောက်တတ်ကြရဲစားလောက်ကြရဲညံကောင်းကြရဲဖြစ်တဲ့ကြောင့်အဲ့လိုကျောင်းနေရဆိုရင်မြန်မာကျောင်းသားတွေလက်ခံတာများတယ်အဲ့လိုခုနက scholarship အပြည့်ရတဲ့သူဆိုလို့ရှိရင်အများကြီးပဲအဲ့လိုနာမည်ကြီးကျောင်းတွေမှာ Gyeonggi University တို့ဟာအဲ့လိုကျောင်းတွေပါဆိုလို့ရှိရင်တကယ်တော်ရဲ့ညာရနော်ကိုရောင်ကြည့်ရလေတသိန်းဖျက်တာငါတို့အဲ့လိုလေ scholarship လည်းမရှိတော့ကိုရီလည်းတော့မစူးစမ်းခဲ့ဘူးလေလို့ဆိုဟုတ်ကဲ့အခုနောက်ပိုင်းကတော့အခုနောက်ပိုင်းလူတွေကပုံမိုက်လာတာဒီစူးစမ်းတယ်လို့ဒီဘက်ကခွင့်ရပေးနေတာဆိုခွင့်ရတယ်များတယ်လို့တို့ကလည်းအဲ့လိုအရယူတတ်ကြတယ်လို့မျိုးဆိုဟုတ်ကဲ့ဆိုတော့နောက်ထပ်မေးထားကြတော့ဒီဘက်ကိုရောက်လာပြီးတော့ဒီမှာအချိန်ပိုင်းလုပ်တယ်ပေါ့နော်အချိန်ပိုင်းလုပ်လို့ရတဲ့ဝင်တွေရောဒီဘက်ကအသုံးစရိတ်တွေအတွက်လောက်လာပြီးတော့ကျောင်းလာတက်တဲ့သူတွေအများဆုံးကြုံရတဲ့ရှိတဲ့အခက်အခဲရောဘာတွေဖြစ်မလဲပေါ့နော်မားတဲ့အမြင်လေးပေါ့တစ်ချက်ပြောပြပါဦးဗျာဟုတ်အခက်အခဲကတော့ဒီ language နဲ့ပေါ့နော်ကျောင်းတက်တဲ့
ဒီကိုရီးယားစာဆရာမိုက်တင်တယ်နားမလဲတော့ကြောင့်ကြောက်မတက်ချင်တော့ဘာညာဖြစ်လာပါတော့ဒီကိုက language တက်နေဆိုလို့ရှိရင် language ဟိုဒီထဲမှာပြန်ပြီးတော့ကိုယ့်ရဲ့ language skill ကိုမြင့်ထားဖို့လိုရပါတော့အဲ့မှာကြောင်းတက်လို့ရှိရင်ခက်ခဲနေဖြစ်မှာပေါ့နော်ပြီးတော့ငွေကြီးပိုင်းကကြတော့လေသူကခုနပြောလို့ပေါ့သူကကြောင်းနေလာတယ်ကြောင်းဝိဇန်လာဖြစ်တဲ့ကြောင့်မလို့ဟိုအဓိကကြောင်းမပြတ်အောင်ကြောင်းစာမထိခိုက်အောင်လို့အချိန်ပိုင်းလို့ကိုလုပ်ခွင့်ရှိရပါတော့အဲ့အချိန်ပိုင်းလို့ရှိရင်လည်းတရားဝင်မဲလုပ်ပါကေလာဝကရဲ့ရှင်လုံးနောက်ပိုင်းစစ်ဆေးကြရများတဲ့အခါကျတော့ကိုဖမ်းမိပါလို့ရှိရင်ခြားထားပတ်စံနေနဲ့အကုန်ထန်ချင်းဝင်နဲ့ပြန်ပါသွားရရှိတခါဆောင်လို့ရှိရင်340လို့50လို့ဆောင်းရတာပေါ့နော်အဲ့တော့ဒီတန်ချင်းဝင်ဆောင်းလိုက်လို့ရှိရင်ပတ်စံနဲ့ပါတဲ့အပြင်ကိုယ့်ရဲ့ visa မှာလည်း record ကြီးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒါမကောင်းဘူးပေါ့နော်အဲ့တော့တရားဝင်လုပ်နိုင်အောင်လို့ဟိုတတ်မှတ်ထားတဲ့အချိန်တွင်းမှာပဲလုပ်ပြီးတဲ့အခါကျတော့ရှားလို့ရတယ်ဒါပေမဲ့မလောက်ဘူးဆိုလို့ရှိရင်မလောက်တာတော့များတယ်ကျောင်းစိတ်တွေပါပေးရမယ်ဆိုလို့ရှိရင်မလောက်ဘူးပေါ့နော်အဲ့တော့ကျောင်းအလကားတက်ဖို့အကြံပေးခြင်းနဲ့အမကတော့အဲ့ကျောင်းအလကားတက်ဖို့ဆိုလို့ရှိရင်ခုနကပြောလို့ပေါ့နော်၄နှစ်လောက် scholar ရတဲ့စကေးရှိလို့အဲ့လောက်ထိတော့မမျှော်လင့်ဘူးပေါ့ဒါပေမဲ့ဟို semester လိုက်ပေါ့ကော topic လည်းရှိထားတယ်ကျောင်းလည်းမှန်တယ်အမှတ်လည်းကောင်းတယ်ဆိုရင်ဒါနောက် semester အတွက်ကိုသူက scholarship တွေပြန်ရတဲ့ကြောင့်မို့ကျောင်းသားကပေးရတတ်တာလို့ရှိရင်ကိုပတ်စံအများကြီးရှာကြမလို့ပေါ့နော်အဲ့တော့တလောက်18တိန်းလောက်ဝင်လို့ရှိရင်ပဲကိုအတွက်အဆောင်သားကအသုံးစရိတ်ကလောက်တယ်ကျောင်းစရိတ်မပေးရဘူးဆိုလို့ရှိရင်အမေကျောင်းစရိတ်ပေးရရင်အလုပ်တွေပင်ပန်းပြေးကားနေအောင်လုပ်ပြီးလို့ရှိရင်ကျောင်းစရိတ်တွေပါသွားတယ်ကျောင်းစရိတ်ကလည်းနေအောင်မဟုတ်ဘူးဒါ semester တစ်ခု40 50သွားတဲ့ခါကျတော့40 50ဆိုတော့ဝိုင်းပြီးတော့ရှာထားတာဘာမှမထူးဘူးလေတင်မလားညာအိတ်တာလည်းခဖက်တင်ညာအိတ်ပြက်တာလည်းဖက်တင်နေအဲ့လိုပတ်စံကျောင်းသားကလည်းပြန်ပါသွားတယ်ဆိုရှင်နှမျောကြတယ်အဲ့တော့ကျောင်းစာမှန်လုပ်ပြီးတော့ scholarship ယူပြီးတော့တာမန်တော့ပဲအလုပ်လုပ်ပြီးတော့ကျောင်းစာဟိုကျောင်းတက်မယ်ဆိုရှင်လုံလောက်ပါတယ်ဟုတ်အဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ဟုတ်တယ်ဒီကတော့အဲ့ဒီလောမှာတော့ကိုရစားကိုရတဲ့ပတ်တဲ့တော့ရှင်းကျွနေအောင်လေးလာထားလေးကိုတဲ့အပြိုင်ဒီဘက်မှာအထောက်အကူပြုလို့ဖြစ်မှာပေါ့နော်ဟုတ်တယ်ဆိုတော့နောက်တစ်ခုကကျတော့ဒီကိုရီးယားမှာအကြောင်းတက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဟိုဘယ်နှစ်လောက်ကြာနိုင်လဲပြီးတော့ major ပေါ်လိုက်ပြီးတော့အကြောင်းတက်ရတဲ့နေ့တွေကကွာသွားတာမျိုးလားပေါ့နော်ဟုတ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းမေးထားပါတယ်ဗျဟုတ်language ကနေစလာမယ်ဆိုရှင်တော့ language ကတော့ visa အများဆုံး2နှစ်ပြည့်ပါတော့2နှစ်တိတက်လို့ရတယ်ပြီးတဲ့အခါကျတော့ university track ဆိုရှင်သူကခုနပြောလို့ major ပေါ်လိုက်ပြီးတော့4နှစ်တက်ရတဲ့အကြောင်းတွေရှိရယ်5နှစ်6နှစ်တက်ရတဲ့အကြောင်းတွေရှိရပါတော့ဟို computer science တို့ architecture တို့ပါလို့ဆိုရှင် engineering ဘိုင်းနေဆိုလို့ရှင်တော့5နှစ်လောက်တိတက်ရမျိုးရှိရပါတော့major ပေါ်လိုက်ပြီးတော့လည်းကွဲပြားနိုင်တယ်ပြီးတော့အချို့ကျတော့ဟိုgraduation project တွေပိုင်းလုပ်ရမျိုးရှိတယ်။အဲ့ခါကျတော့9နှစ်နဲ့မလုံးတော့ပဲနဲ့6နှစ်9နှစ်ထိဆွဲသွားရောက်လက်တဲ့ဟာမျိုးတွေရှိရပါတော့။ project မပြီးသေးလို့ခါလားဆိုလို့ရှိရင်အဲ့လောက်ထိလည်းကြာမြင့်နိုင်တယ်။ပြီးတော့ကို master ထိတက်သွားမယ်ဆိုလို့ရှိရင် master 2နှစ်ပြီး master ပြီးတော့ PhD ထိတက်သွားခြင်းနဲ့ဆိုလို့ရှိရင် PhD လည်း2နှစ်ပေါ့နော်။အမှ master နဲ့ PhD မှာဆိုလို့ရှိရင်ဟို thesis ရရမလား။thesis မပြီးလို့ရှိရင်လည်းအဲ့ master ကိုမှ3-4နှစ်ကြာသွားနိုင်တာမျိုးရှိရပါတော့။အဲ့မှာပဲကြာရရှိတယ်။ဟုတ်ကဲ့အဲ့တော့ကျောင်းတက်တော့ language နဲ့ bachelor လေးနဲ့ master နဲ့ပေါ့နော်အဲ့လိုမျိုးတော့ဟုတ်ပြီကိုတက်မယ်ဆိုတက်မယ်နှစ်ထပ်ပြီးတော့ကိုရွေးရမိကြဘူးဒီတော့ကွာသွားနိုင်တာပေါ့နော်ဟုတ်ကဲ့ပုံမူတရားကွာသွားနိုင်တာဟုတ်ကဲ့ပါဟုတ်ဆိုတော့ကိုမေကကြတော့ဒီမှာပေါ့နော်ကျွန်တော်တက်ပြီးသွားပြီကျောင်းလဲပြီးသွားပြီဆိုလို့ပွဲလဲရပြီးသွားဆိုလို့ရှိရင်ဒီကရတဲ့ပွဲနဲ့ဒီမှာအလုပ်လို့ရနိုင်လားပေါ့နော်ဒီကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာရောအလုပ်ကိုင်ခွင့်လိုင်းတွေကဘယ်လိုမျိုးရှိလဲဆိုပြီးတော့မေးတာပေါ့နော်ဟုတ်ကဲ့မေဂျာကိုမေဂျာနဲ့မှအလုပ်လုပ်ချင်ပါတယ်အဲ့ဒီလုပ်ကိုမှရှာချင်ပါတယ်ဆိုလို့ရှိရင်တော့အလုပ်ကိုင်ရနည်းနည်းတော့ခက်ခဲမယ်ပေါ့နော်ကိုကဥမာarchitect နဲ့ပြီးထားတယ်ဒါမှမဟုတ်ရှင် design ဘိုင်းနဲ့ပြီးထားပါတော့ကို design ဘိုင်းနဲ့မှလုပ်ချင်ပါတယ်ဆိုလို့ရှိရင်တော့အလုပ်ကရှားရနည်းနည်း boundary ကနည်းနည်းကျဉ်းသွားတယ်အဲ့တော့ဟိုများသောအားဖြင့်ဒီမှာခေါ်ကြတဲ့သူတွေကနိုင်ငံသားခေါ်ရဲဆိုလို့ရှိရင်ဒီနိုင်ငံသားတွေကိုပြန်ပြီးတော့ဒီပြောရမယ်ကင်တွင်နိုင်မဲ့ position မျိုးခေါ်ကြတဲ့ခါကျတော့ကိုအဲ့လိုစေးစာ marketing ကပို့ပြီးတော့များတယ်ဟုတ်ကဲ့စေးစာ marketing တို့ကို customer service တို့ပါတော့အဲ့ဘိုင်းတွေများတဲ့ခါကျတော့အကယ်၍က design နဲ့ဆိုပေမဲ့လည်းအလုပ်ကင်လုပ်ချင်နေဆိုရှင်အဲ့ဘိုင်းတွေလည်းလုပ်ကြည့်တင်တယ်ပေါ့နော်အဲ့ကိုမိသားစုအရင်အဆွဲမထားပဲနဲ့ဟိုအလုပ်အခွင့်အလမ်းပေါ်လာလို့ရှိရင်ရှောက်တင်တယ်များရှောက်မှဒီအများကြီးတရားမှကိုယ့်အတွက်တစ်ခုဆိုတာပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ရွေးနေလို့ရှိရင်တော့ဒါအခက်အခဲရှိနိုင်တယ်ပေါ့နော်အဲ့တော့ပြုတ်ကိုရနိုင်ငံခြားသားဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလူမျိုးတဲ့ position ခေါ်နေပါဆိုရှင်ရှောက်ကြည့်တင်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့ပြည့်ခါကျတော့ကျောင်းပြီးတာနဲ့တခါတည်းတိုင်းမျိုးလုပ်ငန်းခွင်ဝင်မှုကလည်းခုနပြောလို့ပေါ့နော်
topic တွေပိုင်းလည်းရှိရယ်ကြောက်မှတ်တွေပိုင်းလည်းလိုသေးတဲ့ခါကျတော့ပြီးတော့ကိုယ့်ရဲ့ visa ထိမ့်သိမ့်မှုပေါ့နော်အကယ်၍အလုပ်ဝင်သွားပြီဆိုရင်တော့အလုပ်ကကိုယ့်ကို visa ပြောင်းပြီးကိုက visa ပြောင်းပြီးနိုင်တဲ့အခြေအနေမျိုးလားအဲ့ဒါမျိုးလေးကြည့်တဲ့အခါကျတော့တောင်းတက်နေတဲ့တော့တွင်မှာလေကိုဗီဇာကိုခုနပြောလို့အချိန်ပိုင်းလောက်ကြောင်းလို့ပနတီထိသွားတာကတော့အဲ့လိုမျိုးအဖြစ်မခံစီချင်ဘူးပေါ့နော် ဟုတ်လုံးဝ long term plan ယူသွားပြီးကြည့်ရတဲ့အခါကျတော့ဒီဗီဇာပိုင်းမှာလည်းမထိခိုက်အောင်လို့ကိုကတောင်းတက်နေနေထိမ့်သိမ့်တင်နေအဲ့ဒါမှတောင်းပြီးလို့အလုပ်ဝင်တဲ့ခါကျလို့ရှိရင်ဟုတ်ပြီလို့တရားဒီ position တော့ကိုဗီဇာပေးမယ်ဆိုတဲ့ခါကျလို့ရှိရင်ကိုကဗီဇာရှောက်လို့ရတဲ့အနေထားဆိုလို့ရှိရင်เนาะဒါကိုတက်လည်းအဆင်ပြေပါเนาะဗီဇာလည်းကြည့်ရမယ်ဗီဇာလည်းရန်ယူလို့မရအောင်လုပ်လည်းရန်ယူလို့မရဘူးနော်အဲ့လိုမျိုးလို့ဆိုလို့ရှိရင်တော့မရှားပါဘူးဒီမှာအလုပ်ကိုင်ရန်ပေါ်ပါတယ်ဟုတ်ကိုမေဂျာဆွဲထားပြီးတော့အဲ့လိုအလုပ်ရှာတာလည်းစားလို့ရှိရင်တော့ဒီဘက်မှာကိုနဲ့ပို့ပြီးတော့ကိုင်ညီမယ်တင်နေတာမျိုးပေါ့နော်တကယ်လို့ကိုမေဂျာနဲ့ကိုင်ညီတဲ့အလုပ်ရတော့လည်းပိုကောင်းတာပါဒါပေမဲ့တကယ်လို့အဲ့လိုမျိုးမရှိသေးဘူးဆိုလို့ရှိရင်တော့ဒီကိုအတွက် position ရှိနေတယ်တခြားနေရာမှာရှိနေဆိုရှင်တော့အရင်ဆုံးဝင်လျှောက်လိုက်တာကောင်းတယ်ပေါ့နော်ဟုတ်တယ်ဟိုဒီတိုင်းတွေ့ရ position ကိုတိုးဝင်လိုက်တာတော့မဟုတ်ပါဘူး။ဝိနာလူတွေမိကြည့်အောင်ဒီတကုံကြီးလူခေါ်ပြီးရှောက်တင်လာပေါ့။အဲ့ဆိုရှောက်ကြည့်လိုက်ဆိုလို့ရှိရင်တော့ဒါကို try တင်ကြည့်ရပါတော့။ဒါဆိုကြတော့လေကုမ္ပဏီလုံးဝ2ယောက်3ယောက်လောက်ထောင်ထားတဲ့ကုမ္ပဏီလေးနဲ့လာပြီးတော့အလုပ်ခေါ်ရပါညာရှိရပါတော့။အဲ့ခါကျရင်တော့ကိုဗီဇာမပေးနိုင်ဘူးဆိုလို့ရှိရင်ဒါကိုလည်းစဉ်းစားတင်တယ်အဲ့လိုမျိုးဟုတ်။ဟုတ်ကဲ့တခြားလေးရွေးချယ်ပြီးတော့မှရှောက်ပေါ့နော်။ဟုတ်တယ်ဟုတ်ว่าနောက်ဆုံးမေးခွန်းလည်းဖြစ်ပြီပေါ့နော်နောက်ဆုံးမေးခွန်းကဘာလဲဆိုတော့ဒီကိုရီးယားကိုကြောင်းတင်လာဖို့ဒီ agency ရွေးချယ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး agency တွေကိုရွေးချယ်တင်လဲဘယ်လို agency တွေကို recommend မထက်အနေနဲ့ပေးချင်လဲပေါ့နော်ဟုတ်အဲ့ဒါလေးလည်းသိချင်ပါတယ်ရဟုတ်ကဲ့agency ဘယ် agency recommend ပေးတင်တယ်လို့တော့မရှိဘူးပေါ့နော် agency တိုင်းတော့မှအများကြီးလည်းရှိတယ်ပြီးတဲ့ခါကျတော့ဟိုအပြိုင်ဆိုင်ဖြစ်နေတဲ့ခါကျတော့ကောင်းတဲ့လုံးဝ perfect ဖြစ်တဲ့ agency ရောမရှိဘူးပေါ့နော်။ကိုရှိရစီလူကတွားလိုက်တယ်ဒီ agency နဲ့အဆင်ပြေဆိုပေမဲ့ကိုယ့်အတွက်ကအဆင်ပြေချင်မှပြေရပါတော့။အဲ့တော့တချို့ကြတဲ့ agency ကနေပြီးတော့ visa ကျသွားတာပါရှိရ။ဒါက agency ထက်ဆိုင်တာလားကိုယ့်ရဲ့လိုအပ်ချက်တောင်းလားဆိုတာတော့အချက်ပြန်ကြည့်တင်တာပေါ့နော်။ဟုတ်တယ်ရပါတော့ဟုတ်ကဲ့။တောင်းတဲ့တရားရှောက်လို့ရှိရင်တရားလုံးအောင်တဲ့ agency ဆိုတာမှမရှိပဲเนาะ။အဲ့ခါကျတော့ဘယ်လိုသွားတင်နေဆိုတာထက်ကိုနဲ့ဘယ် agency ကိုက်လဲagency ကကိုယ်နဲ့ကြိုက်တဲ့ကြောင်းစီပြီးလေဗီဇာ online ကြီးများလေအဲ့လိုမျိုးပေါ့နော်ရေးတိုင်းတဲ့ agency ဆိုရှင်တော့ပုံလည်းကောင်းတယ်နာမည်တိကျလို့တော့ပြောလို့မရဘူးအကုန်လုံးကကောင်းကြပါအကုန်လုံးကတော့သူအသာကြီးအနေကြီးတော့ရှိမယ်ဒါပေမဲ့ဒီပုံမှာမူတည်ပြီးတော့ဘယ်လိုမျိုးတာဝန်ယူမှုတာဝန်ခံမှုရှိလဲကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လောက်ဒီတာဝန်ယူတာဝန်ခံမှုရှိလဲဆိုတာမျိုးကြည့်ပြီးတော့ရွေးရမှာကိုယ့်ဘက်ကလည်းဘာတပြောသလိုပဲကြိုပြီးတော့ဒီ6လတာဝန်တစ်နှစ်လောက်ဒီကြိုပြီးတော့လိုအပ်တာလေးပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်မှာပေါ့နော်အဲ့ဆို agency မဟုတ်ပဲနဲ့ agency အကြောင်းဆောင်နေလည်းရှိရပါတော့လိမ်ကန်ထိကြပါညာဆိုတာလည်းအဲ့ဒါကြောင့်အဲ့တော့ခုနပြောလို့ပဲ Facebook group တွေမှာလည်းအများကြီးရှိရဲကိုရှိရသွားတဲ့သူတွေလည်းအများကြီးရှိတဲ့ကြောင့်မလို့တခြားမေးမြန်းပြီးတော့မှအပ်တယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေရပါတော့ဟုတ်ကဲ့agency ရွေးတဲ့နေရာမှာလည်းအများကြီးရည်ကြည်တာဆိုတော့လေဟုတ်တယ်တချို့ကိုရီးယားကိုဝင်ကြောက်ချောက်ပေးတဲ့အပြင်ဒီဘက်မှာ service ပေးနိုင်တဲ့ agency လည်းရှိရပါတော့ကိုကဒီမှာတယောက်တည်းလာမယ်အဖွဲ့အစည်းနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီဘက်မှာကိုကိုတိုင်းအကူအညီပေးနိုင်မယ်ရုံးဝဲရှိတဲ့ agency ပြီးရင်တော့အကောင်းဆုံးပဲဟုတ်ပါမယ်ဟုတ်ပြည်စုံပြတာတွေ့ရကျေးဇူးများတင်ပါတယ်အခုလိုမအားတဲ့ကြားတွေကနေမှဒီကိုရီးယားကိုကြောင်းနဲ့လာဖို့ပေါ့နော်ဘာတွေပြင်ဆင်ရမလဲဆိုတာကိုကျွန်တော်မေးသလောက်ပေါ့နော်အကုန်လုံးမေးခွန်းတွေစုပြီးတော့တရေရှာလေးပြည့်စုံဖြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ဟိုမားတဲ့ကြားနဲ့အချိန်ပြီးတဲ့အတွက်လည်းတကယ်စိတ်ရင်းနဲ့ကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးပြောကြပေးခွင့်ရှိတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးများတင်ပါတယ်ဒီထက်မကလည်းအသေးစိတ်ဒီတိကျတာရှိရပါတော့ဒါလည်းရတယ်ចောင်းသားတွေကလည်းကိုအတွက်အမြင်နဲ့ set study လည်းလုပ်နေရမယ်အမြင်လေ့လာနေရမှာဆိုတဲ့ခါကျတော့ဒါကတော့များသောအားဖြင့် page မှာတော့ကျောင်းသားလေးလိုအပ်မယ်လို့ထင်တဲ့ဟာတွေသိထားမယ့်ဟာတွေရောတင်ပေးနေရမှာเนาะဒါပေမဲ့ဒီတက်မကလိုအပ်ချက်တွေနဲ့အများကြီးရှိတဲ့ကြောင့်လည်းလေ့လာပြီးတော့လည်း blog အနေနဲ့ရေးပြနိုင်တော့ရေးပေးပါမယ်ပေါ့ဟုတ်ကဲ့ကလို့ထပ်ပြီးတော့အဲ့လိုမျိုးဆွေးနွေးချင်တာဒီကိုရီးယားနဲ့ပတ်သက်ပြီးတော့ကျောင်းနဲ့လာဖို့ဆွေးနွေးချင်တာအသေးစိတ်သိချင်တာမျိုးလေးရှိရဆိုလို့ရှိရင်လည်းပေါ့နော်ဒီမထက်ရဲ့ page ရှိတယ်ပေါ့နော် Hosan blog ပိုင်းထက်တယ်ဆိုတော့ page ရှိတယ် IP မှာလည်းလာပြီးတော့တခြားလေးဆွေးနွေးလို့ရပါတယ်ပေါ့နော်ဟုတ်အမလည်းပြန်ပြီးတော့ပြန်ဖြည့်ပေးနိုင်တာဖြည့်ပေးမှာမလားမဖြည့်ပေးနိုင်လို့ဆိုလို့ရှိရင်အမထပ်ပို့ပြီးတော့တည်ရတဲ့သူတွေပေါ့ဒီအပိုင်းမှာသူကပို့ပြီးတော့တည်ရဆိုပြီးတော့တည်တဲ့သူကိုမေးမြန်းပြီးတော့လည်းပြန်ပြီးဖြည့်ပေးပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်သိပြီးတော့လာပြီးတဲ့ဟုတ်ကဲ့
အခုလောက်ဆိုရင်တော့ကိုရီးယားကိုကြောင်းနဲ့လာဖို့အတွက်ဘာတွေပြင်ဆင်ထားရမလဲဘာတွေလိုအပ်လဲဆိုတာကိုအသေးစိတ်တော်တော်များများသိသလောက်သိသွားကြပြီလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တော့ပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you guys